Okay ပါအခုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ Expansion Holding ရဲ့ founder ရဲ့ chairman တူဖြစ်တယ်လို့ကျွန်တော်တို့မြန်မာအသေးစားလက်စားစီးပွားရေးလုပ်ငန်းရှင်တွေကိုအသိပညာမျှဝေပေးနေတဲ့ကျွန်တော်တို့ SPH Learning Hub ရဲ့ founder နဲ့ CEO တယောက်လည်းဖြစ်တဲ့ဆရာ Henry Cansom ကနေပြီးတော့မြန်မာ SME လုပ်ငန်းများနဲ့နိုင်ငံတကာလုပ်ငန်းတိုးချဲ့ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပြသပေးသွားမှာဖြစ်ပါတယ်ဆရာ Henry Cansom ဆိုလို့ရှိရင်တော့လက်ရှိမှာအရှိတောင်အာရှအခြေပြုကျွန်တော်တို့ Venture Capital Fund တစ်ခုဖြစ်တဲ့ Expansion Holding ရဲ့ founder နဲ့ chairman တူဖြစ်တယ်လို့ကျွန်တော်တို့မြန်မာအသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေကိုအသိပညာမျှဝေပေးနေတဲ့ SPH Learning Hub ရဲ့ founder နဲ့ CEO တယောက်လည်းဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုဘိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့15နှစ်အထက်အတွေ့အကြုံရှိတယ်လို့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်တဲ့အပြင်အမျိုးမျိုးသောကျွန်တော်တို့ရဲ့ talk show တွေပြီးတော့ training program တွေမှာပါဝင်ပေးနေသူတူဖြစ်ပါတယ်ဒါကြောင့်အခုစီစဉ်မှာဆိုလို့ရှိရင်လည်းမြန်မာ SME လုပ်ငန်းရှင်များနဲ့နိုင်ငံတကာလုပ်ငန်းတိုးချဲ့ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆရာဆွေးနွေးပြောကြားပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စီစဉ်မှာဆွေးနွေးပြောကြားပေးဖို့ကျွန်တော်တို့ရဲ့ဒီဆရာ Henry Cansom ကိုလေးစားစွာနဲ့ကျွန်တော်တို့ဖိတ်မယ်တကားပြုပြရစီခင်ဗျာဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျေးဇူးပါမိတ်ဆက်ပေးတာလေဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီဘက်က screen share လုပ်လိုက်ပါမယ်เนาะဟုတ်ကဲ့မြင်ရလားမသိဘူးเนาะဟုတ်ကဲ့ဆိုတော့အားလုံးမင်္ဂလာပါဒီနေ့session လေးကိုတက်ရောက်တဲ့သူအားလုံးလည်းအချိန်ပေးပြီးတော့တက်ရောက်ပေးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ဒီလိုအဓိပ္ပာယ်ရှိတဲ့တကယ်ကိုအကျိုးရှိတဲ့program တစ်ခုဖြစ်တဲ့ဒီဒေသလက်စားလုပ်ငန်းရှင်တွေအတွက်အထောက်အကူဖြစ်တဲ့အတန်ဘက်ကနေစီစဉ်ပေးတဲ့ဒီ session လေးကိုလည်းလာပြီး guest speaker အနေနဲ့ရော trainer အနေနဲ့ရောတက်ရောက်ခွင့်ရတဲ့အတွက်လည်းအလုံးမဲ့ဝမ်းသာပါတယ်ဆိုတော့ဒီနေ့ topic လေးကတော့ဘောเนาะအားလုံးသိထားတဲ့အတိုင်းကျွန်တော်တို့ဒီမြန်မာ SME လုပ်ငန်းရှင်များနဲ့နိုင်ငံတကာလုပ်ငန်းတိုးချဲ့ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေကျွန်တော်ကိုယ်တိုင်ဒါဝေမျှပေးသွားမယ်သင်ကြားပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့ Henry Cansom ပါခုနပြောပြသွားသလိုကျွန်တော်အနေနဲ့ကတော့ဒီယင်းနှိမ့်မြုံမှုနယ်ပယ်မှာ15နှစ်ကျော်experience နဲ့လှုပ်ဆောင်လက်ရှိလှုပ်ဆောင်နေပြီးတော့ဒီ business နဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ဒီသင်တန်းတွေဟောပြောပွဲတွေမှာလည်းဝင်ရောက်ပြီးတော့ဆွေးနွေးပါဝင်ဝင်မြပေးထားတဲ့ experience တွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်တို့ဟောပေါ့နော်အရင်ဆုံးဒီ session လေးမစခင်ပေါ့ဒါကျွန်တော်တို့လည်းဒီတက်ရောက်နေတဲ့သူတွေရဲ့ဘယ်သူတွေဘယ်လုပ်ငန်းပိုင်ရှင်တွေတက်ရောက်နေဆိုတော့သိကျင်တဲ့အတွက်ပေါ့နော်ဒီနေ့တက်ရောက်တဲ့သူတွေကဘယ်မြို့ကနေကျွန်တော်ထင်တယ်ရန်ကုန်မြို့ကတော့များမယ်ထင်တယ်ဘယ်မြို့ကနေလာတက်ရောက်တယ်နောက်ဘယ်လိုလုပ်ငန်းတွေကိုလှုပ်ဆောင်နေလဲဆိုတာလေးကိုတစ်ချက် share ပေးလို့ရလားမသိဘူး okay audio မဟုတ်ရင်တော့မှဒီ chat box လေးကနေတစ်ဆင့်ပေါ့နော်ဒီ chat box လေးမှာလည်း sharing ရေးထားပေးလို့ရပါတယ်အဓိကဒီတက်ရောက်နေတဲ့သူတွေရဲ့ဒီလုပ်ငန်းတွေကိုပို့ပြီးတော့ကျွန်တော်အနေနဲ့လည်းဒီ session တစ်လျှောက်မှာပြန်ပြီးတော့တာရကနမူနာအနေနဲ့မှီညမ်းပြီးတော့ပြောဆိုရှင်းလင်းသွားလို့ရှိရင်ပို့ပြီးတော့လည်းဒါအကျိုးရှိစေမယ်ထင်လို့ပေါ့နော်ဟုတ်ကဲ့ chat box လေးကဟုတ်ကဲ့ကျွန်တော်ချက်ပေါက်မှာ share ပေးကြပါအောင်เนาะဟုတ်ကဲ့မရှက်ပါနဲ့ရပါတယ်အားလုံးဒါကျွန်တော်တို့လည်းကျွန်တော်အနေနဲ့လည်းဒါသိရှိရတာပေါ့နော်ဘယ်လုပ်ငန်းပိုင်ရှင်တွေတက်ရောက်တယ်လာနားထောင်နေဆိုတော့ဟုတ်ဆိုတော့ဒါလေးတစ်ချက် share ထားရင်လည်းကျွန်တော်ဆက်ပြီးတော့ပြောပါမယ်ဆိုတော့ကျွန်တော်ရဲ့background လေးပေါ့ဒါကိုချင်းအချင်းချုပ်လေးတစ်ချက်ပြန်မျှဝေပေးချင်ပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့ Henry Cansom ပါကျွန်တော်ကတော့ဒီလက်ရှိဒီ XVH Learning Hub ဆိုတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ဒီ training program တွေသင်ကြားပေးမှုတွေကိုလှုပ်ဆောင်နေတဲ့ဒီသင်တန်း
ကြောင်းတင်တဲ့အဖွဲ့အစည်းတစ်ခုရဲ့တည်ထောင်သူလည်းဖြစ်တယ် CEO လည်းဖြစ်ပါတယ်ထို့အပြင်ဒီကျွန်တော်အနေနဲ့ Expansion Holding ဆိုတဲ့ဒီယင်းနှိမ့်မြုပ်နှံမှုပေးတဲ့မာတီငွေယင်းနှိမ့်မြုပ်နှံမှုပေးတဲ့ကုမ္ပဏီ holding ကုမ္ပဏီတစ်ခုရဲ့တည်ထောင်သူနဲ့ chairman လည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ Expansion Holding ကုမ္ပဏီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့အဓိကအရှေ့တောင်အာရှမှာရှိတဲ့မြန်မာအပါအဝင်ပေါ့ရှေ့တောင်အာရှမှာရှိတဲ့ကုမ္ပဏီတွေဒီစုံတီထွင်ပညာရှင်တွေအတွက်ကိုမာတီငွေယင်းနှိမ့်မြုပ်နှံမှု investment ပြုလုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီလက်ရှိဒီခုနပြောလို့ယင်းနှိမ့်မြုပ်နှံမှုဒီဈေးကွက်ထဲမှာ industry ထဲမှာ15နှစ်အထက်15နှစ်20လောက်ရှိပြီဖြစ်တဲ့ experience နဲ့ရှိနေပါတယ်။နောက်ကျွန်တော်ကိုယ်တိုင်လည်းဒီရှေ့တောင်အာရှမှာရှိတဲ့ကုမ္ပဏီတွေတော်တော်များများပါမြန်မာကုမ္ပဏီအပေါင်းပေါ့နော်ဒီ BOD member board of director member အနေနဲ့ရောနောက်အကြီးစားအကြံပေးအနေနဲ့ရောကျွန်တော်တာဝန်လက်ရှိထမ်းဆောင်နေပေါ့နော်အောက်ကဒီကုမ္ပဏီတွေကတော့ကျွန်တော်အကြံပေးခဲ့တဲ့ကုမ္ပဏီအပြင်ကျွန်တော်ကိုယ်တိုင်တည်ထောင်ခဲ့တဲ့လက်ရှိဦးဆောင်ပြီးတော့ manage လုပ်နေတဲ့ကုမ္ပဏီအုပ်စုကွဲတွေဖြစ်တယ်ပေါ့နော်ဒီ Expansion Holding ရော XVH Learning Hub အပါအဝင်နောက်အားလုံးပြီးသားဖြစ်မဲ့တဲ့ဒီ Yoma Group အုပ်စုကြီးမှာဆိုလဲကျွန်တော်အနေနဲ့ဒါတာဝန်ထမ်းဆောင်ခဲ့မှုပါတယ်ဆိုတော့XVH Learning Hub ပေါ့နော် XVH Learning Hub ကတော့ဒါအချင်းချုပ်လေးကျွန်တော်တစ်ချက်အရင်ရှင်းပြချင်တာပါဒီကျွန်တော်အခုလက်ရှိဒီနေ့မှာဝေမျှသင်ကြားပေးသွားမယ်ဒီ topic ပေါ့နော်ခေါင်းစဉ်မြန်မာ SME လုပ်ငန်းရှင်များနဲ့နိုင်ငံတကာတိုးချဲ့ခြင်းဆိုတဲ့ခေါင်းစဉ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Learning Hub ကနေသင်ကြားပေးတဲ့ topic တစ်ခုလည်းဖြစ်တယ်အလားတူပဲကျွန်တော်ဒီလိုမျိုးစီးပွားရေးနဲ့သက်ဆိုင်တဲ့သင်တန်းလေးလည်းကျွန်တော်တို့ Learning Hub ကနေလက်ရှိသင်ကြားပေးနေတယ်ဒီ professional တွေအပြင်ဒီလုပ်ငန်းရှင်တွေအပါအဝင်ပေါ့နော်ဒါကတော့ကျွန်တော်တို့အချင်းချုပ်တချို့ကျွန်တော်တို့ Learning Hub ကနေသင်ကြားပေးနေတဲ့ topic လေးဖြစ်ပါတယ်ဆိုတော့ okay ကျွန်တော်ဒီနေ့ဒီနေ့ session လေးကိုဆက်လိုက်ကြအောင်ဆိုတော့ဒီနေ့session ကအခုလက်တလောပေါ့နော်လက်တလောဒီကျွန်တော်ကိုယ်တိုင်လည်းမြန်မာကုမ္ပဏီတော်တော်များများကိုဟိုနိုင်ငံတကာလုပ်ငန်းတိုးချဲ့မှုအပိုင်းအခန်းကဏ္ဍတွေမှာအကြံပေးအနေနဲ့ပဲဖြစ်ဖြစ်သူတို့ရဲ့လုပ်ငန်းတိုးချဲ့ဖို့အတွက်ကိုကူညီပေးခဲ့ရဖြစ်ဖြစ်ကျွန်တော်တော်တော်များများလေးလုပ်ပေးနေရတယ်ပေါ့အထူးသဖြင့်အခုလက်ရှိဒီနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ဒီစီးပွားရေးအခြေအနေတွေဈေးကွက်အခြေအနေတွေနိုင်ငံရေးအခြေအနေတွေကြောင့်တော်တော်များများစီးပွားရေးလုပ်ငန်းရှင်တွေကလည်းဒီမြန်မာပြည်ကနေအပြင်ပေါ့နော်ပြည်ပအထူးသဖြင့်အနည်းဆက်ဆုံးပြောရရင်ကျွန်တော်တို့ဒီယိုရီးယားကမ္ဘောဒီးယားဈေးကွက်တွေကိုလုပ်ငန်းတိုးချဲ့ခြင်းကြတယ်လုပ်ငန်းတိုးချဲ့ခြင်းကြတော့ကျွန်တော်ဖြတ်တန်းလာတဲ့တခြား experience မှာဘာတွေ့လဲဆိုတော့တော်တော်များများကတော့ဒီပြည်ပကိုလုပ်ငန်းတိုးချဲ့ဖို့ကိုသူတို့ဆန္ဒရှိတယ်အဓိကဘာကြောင့်လုပ်ငန်းတိုးချဲ့ခြင်းကြလဲလို့မေးလိုက်ရင်တော်တော်များများကအခုလက်ရှိနိုင်ငံရေးအခြေအနေမကောင်းဈေးကွက်အခြေအနေမကောင်းတဲ့အတွက်နိုင်ငံခြားမှာသူတို့အနေနဲ့စီးပွားရေးကိုရွှေ့ထားခြင်းတယ်အဲ့ဒီမှာသူတို့အနေနဲ့ဟိုဆိုင်ဒီဇိုင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်သူတို့ရဲ့ service တစ်ခုပဲဖြစ်ဖြစ်market အသက်ဈေးကွက်အသက်မှာသူတို့တိုးချဲ့ခြင်းတယ်သို့တော့အဲ့ဒီတိုးချဲ့မယ်ဆိုတဲ့ဟာကပြောတာတော့လွယ်သို့တော့သူ့ရဲ့အောက်ခြေမှာကျွန်တော်တို့ဟိုစဉ်းစားသုံးသပ်ရမယ်မတိုးချဲ့ခင်မှာတိရှိထားတဲ့အချက်လက်တွေကတော်တော်များတယ်များရဲဆိုတာကျွန်တော်တို့ပွင့်လင်းပြောရရင်ဟို internet မှာလည်းဒါတချို့ဒီလုပ်ငန်းတိုးချဲ့ခြင်းနဲ့ပတ်သက်တဲ့အသိပညာတွေကိုဒါရှာလို့လည်းရပါတယ်သို့တော့တော်တော်များများကတော့ဟိုရေဝူရအဖြစ်ပြောကြအများကြီးပေါ့နော်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကိုယ်တိုင်လည်းဒါအကြံပေးအဖြစ်၎င်းသို့မဟုတ်တကယ်ကူညီပေးခဲ့ဒါနဲ့၎င်းဒီ experience တွေအရာမြန်မာကုမ္ပဏီတော်တော်များများတွေ့ကြုံခဲ့ရတဲ့ experience တွေအခက်အခဲတွေအကျိုးအမြတ်တွေကိုဘယ်လိုပုံစံရှိရဲဆိုတာလေးကိုကျွန်တော်တို့တာတကားစုပြီးတော့ဒီနေ့ topic မှာလဲဒါမြန်မာလုပ်ငန်းရှင်တွေအတွက်ကိုတည်တဲ့နဲ့နိုင်ငံတကာတိုးချဲ့တဲ့အခါမှာတည်ထားတဲ့အသိပညာလေးတွေကိုဟို sharing လုပ်ပေးချင်တာပေါ့နော်အဓိကဘာလို့ဆိုဒီဟာတွေကလည်းလိုအပ်တယ်ဆိုတာခုနပြောလို့နိုင်ငံတကာတိုးချဲ့တာကခေါင်းထဲမှာတော့ဒါကျွန်တော် theory အရတော့လွယ်တိုးတော့တကယ်လက်တွေ့မှာဖြစ်ပျက်နေတဲ့တွေ့ကြုံနေရတဲ့ဥပမာအခက်ခဲတို့သိရှိထားမဲ့အသိပညာတွေကတကယ် reality မှာကြတော့ဒီစာတွေနဲ့နည်းနည်းခြားနားနေရလေးရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဒီမြန်မာလုပ်ငန်းရှင်တွေအတွက်ပေါ့
ဆိုတော့အဲ့အကြောင်းလဲဒီ topic လေးကကျွန်တော်ထင်လဲဒါတကယ်ကိုကျိုးရှိမယ်လို့ထင်တယ်ကျိုးရှိပြီးတော့အခုလက်တလုံးမှာလဲတကယ်ကိုဖြစ်ပျက်နေတဲ့တကယ်ကိုrelated ဖြစ်တဲ့ asset တဲ့ topic တစ်ခုဖြစ်မယ်ထင်တယ်ဆိုတဲ့အနေနဲ့လဲကျွန်တော်ဒါ sharing ဒီ session မှာလုပ်ပေးရတာပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ဒီနေ့ session က okay နိုင်ငံတကာလုပ်ငန်းတိုးချဲ့ဘယ်သူတွေအတွက်လဲမြန်မာ SME အသေးစားအလတ်စားလုပ်ငန်းပိုင်ရှင်တွေအတွက်အဲ့မှာမြန်မာအသေးစားအလတ်စားလုပ်ငန်းပိုင်ရှင်တွေကတော့ရှင်းတယ်ကျွန်တော်တို့မြန်မာလုပ်ငန်းပိုင်ရှင်တွေအတွက်နိုင်ငံတကာလုပ်ငန်းတိုးချဲ့ဆိုတာဘာကိုပြောရလဲကျွန်တော်စာတွေ့အရဆိုရင်တော့ရှင်းတယ်မြန်မာပြည်သို့မဟုတ်ကိုရီလက်ရှိဈေးကွက်ထဲမှာရှိနေတဲ့လုပ်ငန်းကိုတခြားနိုင်ငံကျွန်တော်လုပ်ငန်းတိုးချဲ့တာသို့တော့တကယ်ကိုနိုင်ငံတကာလုပ်ငန်းတိုးချဲ့မယ်ဆိုလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ဒီအင်္ဂါရက်တွေနဲ့ညီမှရှိမှတကယ်ကိုနိုင်ငံတကာမှာလုပ်ငန်းတိုးချဲ့ဆိုတာမျိုးကျွန်တော်ခေါ်လို့ရတယ်။ဘာကိုပြောချင်တာလဲဆိုတော့ဥပမာကျွန်တော်အနေနဲ့မြန်မာပြည်မှာထားရပါတော့ဥပမာကျွန်တော်မုံဆိုင်လေးတစ်ဆိုင်ရှိတယ်။ဒီမုံဆိုင်ကနေကျွန်တော်ကိတ်မုံလေးတွေကျွန်တော်ဒါပြုလုပ်ပြီးတော့ဒါဈေးကွက်ထဲမှာရောင်းချတယ်။ဒီကိတ်မုံလေးတွေကိုကျွန်တော်အနေနဲ့ဥပမာဘန်ကောက်မှာကျွန်တော်ရဲ့အတိမိတ်ဆွေဆိုင်ဒီဇိုင်းမှာတွားပြီးတော့ရောင်းဖို့ခဏသွား product ကိုဒီကိတ်မုံလေးတွေကိုတင်ထားတယ်ရောင်းချတယ်ဒါကကျွန်တော်တို့နိုင်ငံတကာလုပ်ငန်းတိုးချဲ့တယ်ဆိုပြီးတော့ကျွန်တော်ခေါ်လို့မရအောင်မှန်တယ်ဈေးကွက်ကတော့အသစ်ဖြစ်သွားတယ် customer ဒီဖောက်တဲ့အနေနဲ့လည်းအသစ်ဖြစ်သွားတယ်ဒီလှုပ်ဆောင်ရတဲ့ဈေးကွက်ကလည်းအသစ်ဖြစ်သွားတယ်သို့တော့တကယ်နိုင်ငံတကာလုပ်ငန်းတိုးချဲ့မယ်ဆိုလို့ရှိရင်ဒီထက်ကျယ်ပြန့်တဲ့တခြားအချက်တွေကိုကျွန်တော်တို့ဒီအင်္ဂါရက်တွေရှိရပေါ့နော်ဆိုတော့ကိုရီအနေနဲ့ကအဲ့အင်္ဂါရက်တွေကပါလေနိုင်ငံတကာလုပ်ငန်းတိုးချဲ့တယ်ဆိုတဲ့အဓိပ္ပာယ်အနောက်ကွယ်မှာဘယ်အချက်တွေကရှိနေမှတကယ်ကိုယ့်ရဲ့လုပ်ငန်းနိုင်ငံတကာတိုးချဲ့ရဆိုတာဖြစ်လာတယ်ဒါကျွန်တော်အဓိကအချက်က၄ချက်ရှိတယ်ကျွန်တော်ဒီ slide မှာဖော်ပြထားလို့ပထမတစ်ခုကကျွန်တော်တို့ဒီတရားဝင်ကုမ္ပဏီတော့အဖွဲ့အစည်းတစ်ခုဖွဲ့စည်းထားမယ်အင်္ဂလိပ်လိုဆိုတော့ legal ဖြစ်တဲ့တရားဝင်ဖြစ်တဲ့ကုမ္ပဏီ structure တစ်ခုရှိရမယ်ဘာဆိုလို့ကြလဲဆိုတော့တကယ်ကိုယ့်အနေနဲ့ကိုတိုးချဲ့မဲ့ဈေးကွက်ထဲမှာဥပမာကျွန်တော်ယူရီးယား Thailand ဘန်ကောက်မားကတ်မှာစီးပွားရေးတစ်ခုလုပ်ငန်းတစ်ခုစားလုပ်တော့မယ်ဆိုရင်တို့ရဲ့နိုင်ငံရဲ့ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်းတရားဝင်ကုမ္ပဏီတို့မှအဖွဲ့အစည်းတစ်ခုတည်ထောင်ထားရမယ်ဒါနံပါတ်1နံပါတ်2ကကြတော့ဒီလုပ်ငန်းနိုင်ငံတခြားနိုင်ငံဘက်ကိုလုပ်ငန်းတိုးချဲ့ဖို့အတွက်ကိုယ့်အနေနဲ့တည်တံ့ယာထားတဲ့လူအင်အားအဓိကကိုယ့်ရဲ့ဝန်ထမ်းတို့မဟုတ်အသင်းအဖွဲ့တစ်ခုထားရှိထားရမယ်ပြောချင်တာဆိုလိုရင်းတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ကိုရီးယားနေသူတို့ကလုပ်နေတဲ့လုပ်ငန်းရဲ့ဒီဝန်ထမ်းတို့မဟုတ်အသင်းအဖွဲ့တစ်ခုကိုနိုင်ငံတကာတိုးချဲ့ဖို့အတွက်ကိုဒါအချိန်တို့မဟုတ်ဒီစွမ်းဆောင်ရည်အရင်းမြစ်အဲ့ဒါတွေကို sharing လုပ်နေတဲ့သဘောနဲ့ဒီဘက်လည်းလုပ်မယ်ဟိုဘက်လည်းလုပ်မယ်ဆိုရင်ဒါကိုရီးတည်တည်ချာချာထိထိရောက်ရောက်လုပ်ငန်းတိုးချဲ့နိုင်ရှိမှာမဟုတ်ဘူးအဲ့အတွက်တည်တဲ့အဖွဲ့တို့မဟုတ်ဒီလူဝန်ထမ်းအချိန်တည်တဲ့တစ်ခုထားရှိထားမယ်နံပါတ်2ကနံပါတ်3ကကြတော့ကျွန်တော်တို့ဒီဥပဒေစည်းကမ်းလိုက်နာခြင်းပေါ့ဥပဒေစည်းကမ်းလိုက်နာခြင်းဆိုတဲ့အခါမှာခုနပြောလိုမျိုးကိုယ်ဝင်ရောက်ပြီးတော့လှုပ်ဆောင်မဲ့ဒီနိုင်ငံခြားဈေးကွက်ပေါ့နော်ဥပမာထိုင်းဆိုလို့ရှိရင်ဒီယူရီးယားဆိုလို့ရှိရင်ယူရီးယားမှာရှိတဲ့သူတို့ရဲ့နိုင်ငံရဲ့ဥပဒေစည်းမျဉ်းစည်းကမ်းတွေရှိတယ်ကိုယ်အနေနဲ့ကခုနတာတကအရာဆိုရင်မုံဆိုင်လေးဒီဇိုင်းဖွင့်မယ်ဆိုလို့ရှိရင်အဲ့ဒီမုံဆိုင်ဖွင့်တဲ့ဈေးကွက် industry ရဲ့နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေဒါလိုက်နာနေရမယ်လိုက်နာရမယ်ဒါနံပါတ်3နံပါတ်4အနေနဲ့ကကြတော့ဒါဘဏ်လုပ်ငန်းနဲ့ဘဏ္ဍာရေးဆိုင်ရာစနစ်တစ်ခုကိုတည်ဆောက်ထားရမယ်ဆိုလိုရင်းတော့ကိုရီးယားတော့နိုင်ငံခြားမှာနိုင်ငံတကာမှာလုပ်ငန်းတစ်ခုစတင်ထားတယ်သို့တော့အဲ့လုပ်ငန်းမှာဝင်ငွေထွက်ငွေဆိုတာရှိဒါတွေကိုကိုရီးအနေနဲ့လှုပ်ဆောင်ပေးဖို့ပြုလုပ်ဖို့အတွက်အဲ့ဒီနိုင်ငံတွင်းမှာဘဏ္ဍာရေးနဲ့ဒါဘဏ်လုပ်ငန်းတစ်ခုဘဏ်အကောင့်တစ်ခုထားတာဒီကုမ္ပဏီရဲ့ဘဏ်အကောင့်တစ်ခုထားတာဒါမျိုးတွေရှိရဒီအင်္ဂါရဲ့၄ရက်နဲ့ညီပြီဆိုမှရှိပြီဆိုမှကိုယ်အနေနဲ့โอเคကျမတို့ရဲ့စီးပွားရေးရဲ့မြန်မာပြည်မှာလည်းရှိသလိုခုနတာရကရဆိုရင်ထားယူရီးယားမှာလည်းဒါလုပ်ငန်းတစ်ခုတိုးချဲ့ထားပါရဆိုပြီးဒါဝေါ်ဟာအနေနဲ့လည်းဖွင့်လို့ရတယ်ကျွန်တော်တို့လည်းဒါပြောဆိုလို့ရတယ်ဆိုတော့ဒါကတော့နိုင်ငံတကာလုပ်ငန်းတိုးချဲ့ခြင်းရဲ့အဓိပ္ပာယ်နဲ့ဘလို့အင်္ဂါရက်တွေရှိရင်တော့တကယ်ကိုယ့်ရဲ့လုပ်ငန်းကနိုင်ငံတကာလုပ်ငန်းမှာတိုးချဲ့တယ်ဆိုတာကို
အတိတ်ပဲတစ်ခုပေါ်ပြတာပေါ့နော်ဆိုတော့နောက် slide တစ်ခုမသွားခင်ပေါ့နော်နောက်ကျွန်တော်ချက်မေးချင်တယ်ဆိုတော့ခုနလိုမျိုးပေါ့နော်ဒီ chat box ထဲမှာ sharing လုပ်ပေးလို့ရပါတယ်ဟိုဘာကြောင့်စီဘောလုပ်ငန်းတော်တော်များများကနိုင်ငံတကာလုပ်ငန်းတိုးချက်ကျင်ကြရတယ်လို့ထင်လဲပေါ့ထင်လဲဆိုတော့ဟိုကျွန်တော်တို့လည်းသိရတော်တော်များများကုမ္ပဏီမြန်မာပြည်ကကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေအကြီးပဲဖြစ်ဖြစ်အသေးပဲဖြစ်ဖြစ်တခြားနိုင်ငံခြားတွေမှာလုပ်ငန်းတိုးချက်ထားရည်လည်းရှိတယ်သူတို့တွေဘာကြောင့်လုပ်ငန်းတိုးချက်ခဲ့တယ်လို့ထင်လဲပေါ့ဟိုသူ့ရဲ့ဒီပြောရင်ဒီလုပ်ငန်းတိုးချက်နိုင်ငံတကာလုပ်ငန်းတိုးချက်ခြင်းရဲ့ကောင်းကျိုးတွေပေါ့ကဘာတွေရှိမယ်ထင်လဲအဲ့ဒါလေးလည်းတစ်ချက် sharing လုပ်ပေးပါဒါကျွန်တော်တို့ next slide မှာဒီလုပ်ငန်းနိုင်ငံတကာလုပ်ငန်းတိုးချက်ခြင်းရဲ့ကောင်းတဲ့ဒီအကျိုးပြုခြင်းအချက်လေးတွေကိုကျွန်တော်ရှင်းပြအောင်ဖြစ်တဲ့အတွက်ဒါတချို့တွေလည်းဒါစဉ်းစားမိရင်ဒါကျွန်တော်တို့ရှင်းပြရတာနဲ့ကိုက်ညီလားပါဝင်လားဆိုတော့ကျွန်တော်ပြန်ကြည့်လို့ရပါဘောเนาะဆိုတော့အဲ့ဒါလေးလည်းတစ်ချက် share ပေးပါဆိုတော့ဒါလေး share နေနဲ့ကျွန်တော်နောက် slide တစ်ခုဆက်သွားလိုက်ပါမယ်ဆိုတော့ okay ခုနကျွန်တော်နိုင်ငံတကာလုပ်ငန်းတိုးချက်တဲ့အတိတ်ပဲကိုကျွန်တော်သိသွားပြီဆိုတော့ okay မြန်မာအသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့အခုလိုအချိန်မှာအထူးသဖြင့်နိုင်ငံတကာတခြားနိုင်ငံဘက်ကိုလုပ်ငန်းတိုးချက်တင်လာအဖြစ်ကတော့လုံးတိုးချက်နိုင်တဲ့ဒီခုနပြောလို့ဒီလူစွမ်းအားအရင်းမြစ်တော့မဟုတ်အချိန်ဒီ capacity တစ်ခုပေါ့နော်ရှိတယ်ဆိုရင်လုံးဝတိုးချက်တယ်။ဘာကြောင့်လဲဆိုတော့ဒီအောက်မှာကျွန်တော်တို့သူနဲ့တိုးချက်ရခြင်းရဲ့ရလာမဲ့ဒီအကျိုးအမြတ်လေးအများကြီးရှိတယ်။ပထမတစ်ချက်ကဒါကျွန်တော် risk တွေကို short ချပြီးတော့꿰ပြအောင်ပြုလုပ်နိုင်တာ။ဘာလို့ဆိုတာလဲဆိုတော့အကယ်၍ပေါ့နော်ကျွန်တော်အနေနဲ့ခုနပြောလို့မြန်မာပြည်မှာ sign design ဖွင့်ထားတယ်။ဒီကျွန်တော်ရဲ့ဒီယင်းနှိမ့်မြုပ်နှံမှုငွေရေးကြေးရေးအချိန်အကုန်လုံးကမြန်မာပြည်ထဲမှာလုပ်ငန်းတစ်ခုလုပ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီစီးပွားရေးလုပ်ငန်းတစ်ခုကဒီမြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးလူမှုရေးစီးပွားရေးအားလုံးပေါ်မှာလုံးဝတက်ရောက်နေအဲ့ပေါ်မှာကျွန်တော်တို့က depend ဖြစ်နေတယ်ပြောချင်တာအကယ်၍ဒီမြန်မာနိုင်ငံကနိုင်ငံရေးဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်လူမှုရေးဖြစ်ဖြစ်တစ်ခုခုအနေနဲ့ risk ပေါ့နော်အနည်းရှိလာနိုင်တဲ့အချက်လေးတွေပေါ်လာရင်ကျွန်တော်ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ငွေရေးကြေးအခြေအနေအကုန်လုံးကမြန်မာနိုင်ငံအတွင်းမှာပဲဖြစ်နေဥပမာပေးရရင်ကျွန်တော်တို့ဒီကြက်ဥတွေအကုန်လုံးပေါ့နော်ကျွန်တော်ကြက်ဥသွားဝယ်ကြက်ဥဝယ်ထားတဲ့ကြက်ဥတွေအကုန်လုံးချင်းတောင်းတောင်းထဲမှာပဲကျွန်တော်တို့ဒါထားထားမယ်ဆိုရင်ဒီချင်းတောင်းကပြုတ်ကြအောင်ဝယ်ထားတဲ့ကြက်ဥတွေအကုန်လုံးကွဲကြအောင်အဲ့တော့ဒီဝယ်ထားတဲ့ကြက်ဥတွေကိုချင်းတောင်းတောင်းထဲမဟုတ်ပဲနဲ့နောက်ထပ်ချင်းတစ်ချင်းနဲ့ခွဲလိုက်လို့ရှိရင်ခုနပြောလို့ကေချင်းတောင်းတောင်းကဘယ်အကြောင်းမျိုးကြောင့်တခုပေါက်ကြလို့ဖြစ်ဖြစ်တိုက်မိလို့ပဲဖြစ်ကွဲသွားလို့ရှိရင်ကိုယ့်အနေနဲ့ဝယ်ထားတဲ့တခြားကြက်ဥလေးတွေကတခြားချင်းတောင်းဘက်မှာရှိနေအောင်ဒါကတော့ဒါကျွန်တော်တာရကအနေနဲ့ example အနေနဲ့ပြောတာပေါ့နော်ဆိုတော့ဆိုရင်တော့အဲ့ဒီတိုင်းပဲကျွန်တော်အနေနဲ့ကျွန်တော်တို့မှာရှိနေတဲ့လုပ်ငန်းကိုရီတာအချိန်တွေအများကြီးပေးထားတဲ့လုပ်ငန်းဒါရင်းနှီးမြှုပ်နှံမှုလေးထည့်ထားတဲ့ငွေကြေးရောအချိန်ရောလူဝင်ရောထည့်ထားတဲ့လုပ်ငန်းတစ်ခုကိုဒါဟိုပေါ့နော်အချိန်တစ်ခုဒါမှမဟုတ် level တစ်ခုပေါ့နော်အဲ့ဒါကလည်းကျွန်တော်နောက် slide တွေမှာပြောပြမယ်ဘယ်လိုမျိုးသုံးသပ်ရမလဲပေါ့နော်ဟိုနိုင်ငံတကာလုပ်ငန်းတိုးချက်တင်ပြီးမတင်ပြီးအကယ်၍ခုနတိုးချက်တင်ပြီဆိုတော့အခြေအနေတစ်ခုပေးပြီး level တစ်ခုရောက်ပြီဆိုရင်တိုးချက်ခြင်းကကောင်းတယ်။ဘာကြောင့်လဲဆိုတော့ခုနလိုမျိုးအငြင်းရှိလာနိုင်တဲ့ risk တွေကို short ချတယ်လို့꿰ပြအောင်လည်းလုပ်နိုင်တယ်။တစ်ခုဖော်မပြောကောင်း risk တစ်ခုအငြင်းတစ်ခုရှိလာရင်အနည်းဆုံးတော့တခြား market ထဲမှာကိုယ်အနေနဲ့ခြေဆန့်ထားတယ်။ဒီဘက်မှာလည်းဆက်ပြီးတော့လုပ်ငန်းတစ်ခုကိုလက်ပတ်နေလို့ရတယ်။ဒါနံပါတ်1အချက်ပေါ့။နံပါတ်2ကတော့ဒါဟိုအားလုံးတည်ထားတဲ့အတိုင်းပဲ market အသစ်ဈေးကွက်အသစ်ကိုကျွန်တော်တို့တိုးချက်လိုက်တယ်ဆိုရင်အဲ့ဒီကဖောက်တဲ့အသစ်တွေရနိုင်တယ်ကိုရီရဲ့ဒီလုံးဆောင်ပေးနေတဲ့ဒီ product လို့မဟုတ် service ကိုဖောက်တဲ့အသစ်အုပ်စုဖွဲ့အသစ်တွေကိုကျွန်တော်ပေးမြန်းနိုင်တယ်ဒီဖောက်တဲ့အသစ် customer base အသစ်ရနိုင်တယ်နံပါတ်3ကကြတော့ခုနလိုမျိုးဖောက်တဲ့အသစ်ကိုရနိုင်တဲ့အခွင့်အရေးရှိတဲ့အတွက်သူတို့ရဲ့စီကလည်းအမြတ်ဆုံးတစ်ခုကျွန်တော်ပြန်ရနိုင်ဆိုရင်တော့ကျွန်တော်မြန်မာပြည်မှာကိုရီရဲ့အမြတ်အစွန်ရနိုင်ခြေပေါ့ရနိုင်ခြေကဒီဈေးကွက်အရာ market အရာ100ရှိရဆိုလို့ရှိရင်ဟိုနောက်ထပ်နိုင်ငံခြားဈေးကွက်ကနေကိုရီရဲ့ဒီပေးနေတဲ့ product နဲ့ service အမြတ်အစွန်ရနိုင်ခြေက50ရှိရဆိုရင်ကိုရီးယားအဲ့ဘက်ကိုမချက်လိုက်ဘူးဆိုရင်ကိုရီးယားရနိုင်ခြေ
maximum ပေါ့အများဆုံးက100မှာပဲရှိနေမှာဘာလို့ဈေးကွက်အရာနောက်ဈေးကွက်အသစ်တစ်ခုကိုကိုရီးယားတိုးချဲ့နိုင်နေဆိုရင်ဖောက်တဲ့အသစ်လည်းရလို့သူတို့ရဲ့စီကနေအမြင့်ဆုံးရဖြစ်တဲ့အတွက်နှစ်ခုပေါင်း150ဒါအမြင့်ဆုံးကိုတိုးမြင့်နိုင်တယ်နံပါတ်3ချက်ပေါ့နံပါတ်4ကကြတော့ကိုရီးယားဒီလုပ်ငန်းစီးပွားရေးစဉ်းစားထားတဲ့စီးပွားရေးပန်းနိုင်ဆိုတဲ့အခါမှာဒီအသေးစားအလတ်စားကနေနောက်ထပ်ပိုကြီးမားတဲ့လုပ်ငန်းတစ်ခုဖြစ်လာအောင်ရည်မှန်းထားတဲ့ပန်းနိုင်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ခွင့်ရပို့ရှိနိုင်တယ်။နောက်နံပါတ်5ကတော့ခုနနံပါတ်4ချက်နဲ့ဆက်နွယ်နေတဲ့ကိုယ့်ရဲ့လုပ်ငန်းစီးပွားရေးတစ်ခုကိုအသေးစားအလတ်စားကနေအကြီးစားကုမ္ပဏီအထိကိုအဆင့်မြင့်ဒါတင်နိုင်တယ်။နောက်ဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့ brand ဆိုတာကိုယ့်စီးပွားရေးလုပ်ငန်းရဲ့ဒီအမှတ်တစိတ်သို့မဟုတ်နာမည်တစ်ခု image ကပိုပြီးမြင့်သွားနိုင်တယ်။ဘာလို့ဆိုတော့ကျွန်တော်အနေနဲ့မြန်မာပြည်မှာလည်းကိုရီးယားလုပ်ငန်းရှိလို့တခြားနိုင်ငံကမ္ဘောဒီးယားဖြစ်ဖြစ်ထိုင်းဖြစ်ဖြစ်ဗီယက်နမ်ဖြစ်ဖြစ်အဲ့ဒီမှာလည်းကိုရီးယားကုမ္ပဏီခွဲသို့မဟုတ်စီးပွားရေးလုပ်ငန်းအခွဲတစ်ခုရှိပါတယ်ဆိုလို့ရှိရင်တခြားသူနဲ့ဒါဆွေးနွေးတဲ့အခါစကားပြောဆိုတဲ့အခါကိုရီးယားနိုင်ငံတစ်နိုင်ငံမှာမဟုတ်ဘူးနိုင်ငံနှစ်နိုင်ငံသုံးနိုင်ငံမှာရှိရဆိုရင်ကိုယ့်ရဲ့ brand image ပေါ့ဒီလုပ်ငန်းရဲ့နာမည်အမှတ်တစိတ်က impression တစ်ခုကောင်းသွားနိုင်တယ်ဆိုရင်ခွင့်ရရနိုင်တယ်ဆိုအဓိကကတော့ဒီ6ချက်ပေါ့နော်ဘာကြောင့်နိုင်ငံတကာလုပ်ငန်းကိုနိုင်ငံတကာတိုးချက်တင်နေဆိုတဲ့ဒီနောက်ွယ်မှာရရှိနိုင်တဲ့အကျိုးအမြတ်တွေပေါ့